အားလုံးမင်္ဂလာပါကျွန်တော်ဒီကနေ့ဒီ Reaper တော့မှာပေါ့နော်ဒီ MIDI ဘယ်လိုမျိုးချိတ်ဆက်လဲပြီးတော့ audio interface ပေါ့နော်ဒီလိုမျိုးချိတ်ဆက်လဲဆိုတဲ့ဟာရယ်ပြီးတော့ကျွန်တော်တို့ဒီတီးတဲ့အခါသချင်းတွေပါတယ်တီးတဲ့အခါ MIDI ပေါ့နော်ဒီအခါကျွန်တော်တို့ဒီ controller တွေကနေပြီးတော့မှတီးတဲ့အခါကျရင်ဘယ်လိုခေါ်မလဲကျွန်တော် beat နဲ့မညီတာလေးရှိရပေါ့နော်အဲ့ဒါတွေကိုကျွန်တော် beat နဲ့ညီအောင်ဘယ်လိုမျိုး contact ညှိမလဲပေါ့နော်ဘယ်လိုမျိုး contact လုပ်မလဲဆိုတော့ကိုကျွန်တော်တို့ကြည့်အောင်ပေါ့နော်ဒီနေ့ဆိုတော့ပထမအနေနဲ့ကျွန်တော်တို့ဒီမှာဒီ audio interface ပေါ့နော်ချိတ်ဆက်တဲ့ဟာကိုကျွန်တော်ကြည့်အောင်ပေါ့နော်ကျွန်တော်တို့ချိတ်ဆက်ပြီးသားဖြစ်တယ်ဒါကိုကျွန်တော်တို့ကြည့်မယ်ပေါ့နော်ဒီမှာဒီဘက်ညာဘက်စွန်းဆောင်နားလေးမှာရှိတယ်ဒီကောင်နိုင်မယ်အဲ့ဒါဆိုရင်ဒီမှာပေါ်လာပြီး bounce ကျလာပြီပေါ့နော်ကျွန်တော်တို့ဒီ Behringer အဲ့ကောင်သုံးထားပါเนาะဆိုတော့ဒီမှာကျွန်တော်ပေါ်လာတယ်ဒီမှာเนาะဒါမျိုးဖြစ်လာမယ်ဒါမျိုးလေးပေါ်လာမယ်ဒီမှာဒါလေးပါเนาะဒီမှာ power site တယ်အဲ့ဒီကောင်တွေကဒီလိုမျိုးပေါ်လာမယ်ပဲเนาะဒါမျိုးလေးဆောက်ပါเนาะဆိုတော့ဒီကောင်လေးမှာဒီကောင်လည်းဒီမှာဒီလိုပဲဆိုတော့ okay ဟုတ်ပြီ okay ဒါတော့ဒီ audio interface ပေါ့เนาะကျွန်တော် MIDI ကိုပြန်သွားမယ် MIDI သွားမယ်ဆိုရင် audio ပြီးတော့အောက်မှာ MIDI input ပေါ့เนาะဒီမှာကျွန်တော်တို့ဒီမှာကျွန်တော်ရဲ့သုံးထားတဲ့ MIDI နာမည်ပေါ့เนาะဒါတော့ကျွန်တော်သုံးထားတဲ့ MIDI နာမည်ဖြစ်တယ် wall ဆိုတော့ဒီမှာ input media output ပေါ့เนาะဒီမှာဒါလည်းအောက်ကဟာတော့ကျွန်တော်မဆိုင်ဘူးပေါ့နော်ဒီမှာဒါဒီနံပါတ်အပေါ်ဟာပေါ့နော်โอเคကျွန်တော်ဟုတ်ပြီဒါလေးပဲဖြစ်တယ်ပေါ့နော်ဆိုတော့ဒီ device ကတော့ကျွန်တော်ဒီရဲ့ audio interface ပေါ့နော်အဲ့ဒါကိုပြောတာဖြစ်တယ်ဆိုတော့ဒါ MIDI input MIDI output နော် setting လေးတွေအနေထားဒါမျိုးလေး input မှာဒါမျိုးရှိမဲ့ on အဲ့ဒါမျိုးလေးပေါ့နော်ဆိုတော့ okayပြီးပြီဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဒါကျွန်တော်တို့တကယ်လုတ်တဲ့ခါကြပါတော့ဒီမှာ apply နေပါတယ်ပေးရမှာပေါ့နော် okay ကျွန်တော်တို့လုတ်ပြီးသားဆိုတော့မှဖြစ်ဖို့ပေါ့နော် okay ဆိုမရှိဘူး okay ဆိုတော့ကျွန်တော်တို့ track ခေါ်မယ်ပေါ့နော် track ခေါ်တဲ့ခါကျရင်ဒီမှာအပေါင်းနှိပ်လို့လည်းရတယ်ဒါမှမဟုတ်ဒီမှာ back clip ပေါ့နော်နှစ်ချက်နှိပ်လိုက်ရင်လည်းသူကပေါ်လာမှာကြာလာမှာဖြစ်တယ်နော် okay ကြာလာပြီနော်ဟုတ်ပြီဆိုတော့ဒီမှာဒီအလုံးလေးကိုကျွန်တော်ဖွင့်မယ်အဲ့ဒါဆိုတော့နီလာတွေ့လားပြီးကြရင်ကျွန်တော်ဒီမှာဒီကောင်နော်တွေ့လား audio USB audio နော်audio code ပေါ့နော်အဲ့ကောင်ဒီကောင်နှိပ်လိုက်မယ်ဒါဆိုရင်ဒီမှာ mono ဒါတော့ stereo ပေါ့နော်ဒါ mono ကျွန်တော်ပုံမှန်ဖမ်းနေကြဒီမှာတော့နံပါတ်1မှာ1မှာကျတော့ကျွန်တော် mic ထားတယ်2မှာတော့ guitar ပေါ့နော်အဲ့လိုမျိုးဖြစ်တယ်ပေါ့နော်ဆိုတော့ဒီမှာ MIDI ကိုတီးမယ်ဆိုရင်ဒီမှာအောက်မှာ input MIDI ပေါ့နော်ကျွန်တော်ဒီမှာဒီကောက်နှိပ်လို့မရအောင်နော်ဒီကောက်မနှိပ်ရအောင်ဒီကောက် all MIDI input နော်အဲ့ကောက်နှိပ်ရမှာဖြစ်တယ်နော်တကယ်တော့ MIDI ဒီ controller နဲ့ပြီးတော့မှတီးမယ်ဆိုမှာနော်ဒါမျိုး controller နဲ့တီးမယ်ဆိုရင်ကျွန်တော်ဒီ all MIDI ကိုပဲကျွန်တော်နှိပ်ပေးရမှာနော်ကျွန်တော်ရဲ့ဒီ MIDI နာမည်တော့ကျွန်တော် controller နာမည်တော့ကျွန်တော်တို့လုပ်လို့မရဘူးပေါ့နော် all MIDI ကိုနှိပ်ပေးရမှာဖြစ်တယ်အဲ့ဒါမှပဲအတန်ကြီးလာမှာပေါ့နော်ဒီကြိုင်ရင်ဒီမှာကျွန်တော်တို့ FX ပေါ့နော်အဲ့ကောင်နှိပ်မယ်အဲ့မှာကျွန်တော်တို့ instrument ပေါ့နော်တစ်ခုခုပေါ့ကျွန်တော်တို့ instrument တွေကိုကျွန်တော်တို့ဘာလုပ်လို့ရရွေးမယ်ရွေးရမှာပေါ့နော် okay အဲ့ဒါဆိုရင်အဲ့လိုမျိုးမိတာပေါ့နော်ဒါမှမဟုတ်တော့ကျွန်တော်ဆိုမပြေဘူးဖြစ်မယ်တိုင်ပမှာပေါ့နော် okay ဒီမှာလည်းရတော့ရနော်ဒါမျိုးအကောင်းဆုံးကတော့ဒီမှာဒီကောင်းနေရမှာနော်ဆိုတော့ okay ဆိုတော့ဒါဒီလောက်ပဲပေါ့နော်ပြီးချင်နောက်တစ်ခုက okay ဆိုတော့ကျွန်တော်ဒီမှာ MIDI တီးထားပါเนาะဒီ
ကောက်ကျွန်တော်ဖွင့်ကြည့်မယ်တွေ့လားဒီမှာနော်တချို့ကျတော့ညီတယ်လို့နဲ့နော်တချို့ကျတော့ရမ်းဟိုတဲ့ပေါ့နော်မညီဘူးပေါ့နော်ဆိုတော့ကျွန်တော်လောဘညီခြင်းအဲ့ဒါကိုကျွန်တော်ညီခြင်းတဲ့ခါကျရင်ကျွန်တော်ဘယ်လိုမျိုးလုပ်မလဲဆိုရင်ဒီကောင်းကိုဒီ truck ကိုပေါ့နော်အဲ့ဒါကိုဘယ်ကလစ်နဲ့နှစ်ချက်လောက်နှိပ်ပေးလိုက်အဲ့ဒါဆိုရင်ဒီမှာကျွန်တော်ပြန်လို့တော့ပေါ်လာမယ်ပြန်လို့တော့ထဲမှာပြန်ကြည့်မယ်ငါတွေ့လားဒီမှာ DC နဲ့မညီဘူးเนาะမညီတဲ့ခါကျတော့ပထမအနေနဲ့ဒီကောင်ကဘယ်လိုမျိုးလုပ်ရမလဲဆိုရင်ပေါ့เนาะ तू ကဘာရေးကြည့်လဲဆိုရင်ဒီမှာကျွန်တော်ကြည့်ရမယ် option sorry ဘယ်မှာလဲ view မှာလားဟုတ်ကဲ့ပထမအနေနဲ့တော့ကျွန်တော်ဒီရဲ့ပေါ့เนาะဒီ setting ကိုဒီ setting တိုင်းထားအောင်ပေါ့နော်ဒီရဲ့ contact ပေါ့နော်ဒီ contact ရဲ့ setting ပေါ့နော်အဲ့ contact ဘယ်မှာသွားရှိလဲဆိုရင်ဒီမှာ view မှာနော် view မှာနှိပ်မယ် view မှာနှိပ်ပြီးရင်ဒီမှာ QUANTIZ ပေါ့နော် contact ပေါ့နော်အဲ့ကောင်ရှိတယ်ပြီးတော့ဒီထဲမှာသူ့ရဲ့ menu ပေါ့နော်ကျွန်တော်ဘယ်လိုမျိုးထားရလဲဆိုရင်ဒီမှာ all no position and no end ပြီးတော့မှ1/8ပေါ့နော်ဒီမှာ string okay ဒီမှာတော့50အဲ့ဒါမျိုးတွေပေါ့နော်ဆိုတော့ကျွန်တော်ဒီလိုလေးထားရတယ်ဆိုတော့ပြီးတော့ကျွန်တော်ဒီမှာပေါ့နော်ကျွန်တော်ရဲ့ဒီမှာခုနကတော့တီးထားတဲ့ဟာတွေပေါ့နော်ညီတလို့နဲ့မညီဘူးနော်တချို့ကျွန်တော်ထွက်နေတာရှိတယ်ဆိုတော့အဲ့ဒါကိုညီဖို့ကျွန်တော်ဘာလုပ်ရမလဲဆိုရင်ဒီမှာ keyboard shortcut ပေါ့နော် keyboard shortcut အဲ့ keyboard shortcut မှာ Q ဆိုတဲ့ဟာလေးရှိတယ်အဲ့ Q ကိုတစ်ချက်လေးနှိပ်လိုက်ရင်သူကနဲ့သူအလုပ်လုပ်သွားလိုက်မှာပေါ့နော်ဒီမှာနော်ဒီနေရာလေးကြည့်မယ်နော် okay ကျွန်တော်နှိပ်လိုက်ပြီ Q ဒီ Q စလုံးလေးပေါ့နော်အဲ့ကောင်ကျွန်တော် okay ဒီ Q ကိုကျွန်တော်နှိပ်လိုက်မယ်ဒီမှာကြည့်နော်ဒီမှာလုံးဝမညီဘူးဖြစ်နေတယ်တွေ့လားဒီမှာညီသွားပြီနော်ဒီမှာညီလေးဖြစ်သွားပြီဆိုတော့အဲ့ဒါကိုကျွန်တော်ဒီမှာဒီ box ကြာလာတဲ့ဟာကိုကျွန်တော်ဒီမှာအောက်ကနေပြီးတော့မှ okay ပေးလိုက်မယ်အဲ့ဒါဆိုရင်ရပါပြီတွေ့လားဒီမှာချက်ချင်းခန့်နဲ့ထွက်မယ်ဒီမှာကြည့်နော်လုံးဝညီသွားပြီတွေ့လားလုံးဝညီသွားပြီအနောက်ကဟာတွေကိုကျွန်တော်ညီချင်တော့အဲ့ခုနကတော့အားထဲမှာလည်းလုပ်လို့ရပါနော်အကုန်လုံးလုပ်လို့ရတယ်ဆိုတော့ adjust လုပ်လို့ရတယ်ဆိုတော့ဒါတော့ဒီ beat တွေတီးတဲ့ခါကျမှာနော်ညီတဲ့ပုံစံပါနော်okay ဒါပါပဲ okay thank you